So Halloween Glover ဒီနေ့ကတော့ဒီနေ့ပါဒီနေ့ကတော့ဒီနေ့ကတော့ကလေးများနေပဲဖြစ်ပါတယ်ကလေးများနေမှာဆီယာမကတမီကိုဒီနှစ်ခုပေးတယ်ပြီးရင်ဒီဟာတော့တမီဆီယာလက်ဆောင်ရတာကပြီးတော့ကျမတမီကအကတက်ပေါ့နော်အဲ့ဒါကြောင့်ကားလို့လက်ဆောင်ရတာဒါကတော့ဆရာမပေးတာပါဒါတမီရဲ့ဥစ္စာပါဟုတ်ပါရဲ့ဒါတော့တမီရဲ့ဥစ္စာပါဒါတခုမှစားလို့ရှိရင်အဲ့မှာပေးသွားမှကြောက်လို့ပေါ့နော်ဒီနားမှာအင်ကြီးမှာပေးသွားမှကြောက်လို့အဲလေတမီလေးပေးသွားမှလေအဲ့လိုမျိုးတမီလေးပေးသွားမှလေအဲ့ဆိုတမီရဟိုပါလေဒါဆန်းလိုက်ပြီးရင်ဒါလေးကကြောက်လို့ရှိရင်ဖောက်ပြီးသားတမီးကအခုတောင်မှလှုပ်လိုက်ပြီခက်တယ်အဲ့ဆိုတမီးတော့မလှုပ်နိုင်တော့တမီးတော့လှုပ်နိုင်တယ်မလှုပ်နိုင်တော့ပေါ့နော်ပြီးရင် book ကလေးဒီ book ကလေးကတော့ခုနကပဲကြားရတယ်လို့ပဲဟုတ်တယ်အဲ့လိုပြောဒါကတော့ဆရာမပေးတာပါဆရာမတမီးကိုမုံလေးပေးတာပါတမီးကတော့တမီးခောက်လိုက်ပြီစားလိုက်ပြီအဲ့ဆိုဒီမျိုးနေကြီးဒါတော့ကောင်းပြီလေးပါခုနလိုပဲစားအောင်လိုပဲပေါ့နော်ဒါတော့မဟုတ်ပါဆရာမပေးတဲ့မုတ်လေးတော့ပေါ့နော်ဒါတော့ကုမဘူးလေးအဲ့မှာတမီးကတော့ခဲတဲ့ထဲလာတယ်အဲ့ခဲတဲ့လို့ကြားတယ်ဟုတ်တယ်တမီးရဟူမမေဒီကြမ်းတမီးပြောရနော်တမီးရဟူမရဟာလေးဘာလို့ဆိုရမောဝါဒီဟာလေးတမီးရဟူပါလေအာယောတမီးရဟူပါလေအော်ထဲတဲ့နေပေါ့နော်အော်စားဒါချစ်စီရလေလို့ဟုတ်တယ်စကူစီလေးပါမဟုတ်ဘူးကိုမီလေးပါဒါတော့ဒီဟာလေးနဲ့ဒါတော့ဒါတော့ကဲဒါဆိုလို့ရှိရင်ဒါလေးရောပြန်ထားလိုက်မယ်ဒါတော့ဆရာမပေးတာပါရဲ့ဆရာမပေးတာပါဟုတ်တယ်ဒီထဲမှာအိတ်ရှိမယ်အိတ်ထဲမှာဘာရှိလဲဆိုတာပြအိတ်ထဲမှာရောက်ဆုံးရှိရဲ့ပြည့်